မင်္ဂလာပါသူရနာလုပ်ငန်းစုရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะဒါလေးကတော့မန္တလေးဘက်ကိုပို့ပေးရမယ်ပါဆယ်လေးပဲဖြစ်ပါတယ်ဘာလေးတွေယူသွားလဲဆိုတော့ပထမဆုံးအနေနဲ့အရင်တော့ကလည်းငင်းရှိကိုဒီအားပေးပူးတာတွေရှိရပေါ့ဒါနောက်ထပ်ပြီးတော့ဝယ်သွားတာပဲဖြစ်တယ်โอเคပထမဆုံးအနေနဲ့ဒီဆန်ရာကြီးဆန်စာနေပို့ရဲ့22ကပ်ပါဂိုင်းပုံလေးယူသွားတဲ့အပြင်ကိုမှဂတိပါအိတ်လေးပါယူသွားတယ်အဲ့အပြင်ဒီသူကတ်သားကောင်းတဲ့ထဲက22ကပ်ကိုတီးတဲ့ရခြင်းနဲ့ဆိုတော့ငိမ့်ဒုစာလေးကို fully recommend ပေးလိုက်ပါတယ်ရောက်တဲ့အခါဝယ်တဲ့သူတိုင်းလည်းrepeat ထက်ခါဝယ်ကြတဲ့ဒီ item တွေကတစ်ခုပေါ့နော်ဒါလေးကိုယူသွားတယ်အဲ့ဒါပြီးတဲ့ခါကျနောက်ထပ်88ကတ်တွေပါသူတက်လက်စာတွေယူသွားမယ်ဆိုတော့ okay ဒါလေးတွေပြတဲ့ခါမှာဒီမှာဒီကတ်ပေါ်မှာကနမိတ်ပေါ်မှာညင်တို့ဒီစာသားလေးတွေပါတဲ့ဟာကိုသူသဘောကျတယ်ဆိုတော့ဒါလေးပါယူသွားတယ်ဒါလေးကတော့အခင်းလေးပေါ့အခင်းလေးရဲ့ဒီမှာ88ကတ်လေးရဲ့ဒီလို blue box လေးနဲ့လာတာဖြစ်တဲ့ကြောင့်မလို့ဒီတိုင်းလေးပဲညင်တို့တွဲပြီးတော့ရှောင်ပေးပါရယ်เนาะ okay နောက်တစ်ခုဒါလေးကကြတော့ညီတို့တဖူးဆိုရင်မြင်းနေကြကတ်တွေနဲ့လုံးဝကိုကွဲထက်တယ်နောက် quality အကောင်းနဲ့ကသုံးကျင်နေဆိုရင်ဒါလေးရှိမယ်ဒီရဲ့ item ကနမိတ်လေးကတော့in stock ကုန်သွားပြီတခြား item လေးတွေရှိမယ်တခြား item လေးတွေလည်း quality အကောင်းနဲ့ရှိပါအောင်မယ်ဒါကတော့ညီတို့ဒီတဖူးကိုမှတခြားကနမိတ်အနေနဲ့ classic sansanပြောင်းပြီးတော့သုံးကျင်တဲ့သူတွေဆိုရင်ဒါလေးရပါအောင်မယ်ဒီကနမိတ်တော့မဟုတ်ဘူးတခြားကနမိတ်နဲ့လာမယ်ပေါ့နော်โอเคတကယ်လို့ကိုလိုချင်တဲ့ဟာလေးတွေတွေ့တယ်ရရှိချင်တယ်ဆိုရင် screenshot လေးသာရိုက်Viber ဖုန်းနံပါတ်0925454556ကိုသာဆက်သွယ်ပေးပါစက္ကန့်နဲ့အမျှ install အပြောင်းလဲလေးတွေရှိတာမို့လို့ညီဘက်ကရေဒီဗီဒီယိုကဒီဘယ်ချိန်ဒီ TikTok မှာရောက်သွားမယ်Facebook မှာရောက်သွားမယ်ဆိုတော့မပြောတတ်ဘူးဒါပေမဲ့ငင်းရှိကိုသိကျင်နေဆိုရင်တော့ screenshot လေးသာရိုက်ပြီးတော့မေးပေးခြင်းအပြင်ကူညီပေးပါဒီ22ကတ်ကိုပေါ့နော်တီးတဲ့အနေနဲ့ရကျင်တဲ့ quality အကောင်းလေးကသုံးကျင်နေဆိုရင်ဒီလိုကနမိတ်လေးလည်းရှိသလိုဒါကတော့ modernize လုပ်ထားတဲ့ကတ်လေးပေါ့ဒီရဲ့ကနမိတ်ကအယောင်ကာလာလေးတွေနည်းနည်းကွဲမယ်ကိုကအယောင်ကာလာကို original ကြိုက်တယ်ဆိုရင်ဒါလေးယူပါကိုကတမှုထူးခြားစွာနဲ့ပြောင်းသုံးကျင်နေဆိုရင်တော့ဒါလေးယူပါကနမိတ်ကိုကနမိတ်ကမပြောင်းသွားဘူးအယောင်ခါလာလေးတွေပြောင်းသွားတယ်ကိုက things လေးတွေနောက်ထပ်တစ်ခုလိုချင်တယ်ဆိုရင်တော့ဒါလေးရှိပါမယ်ဒါလေးကိုလည်းထပ်လောင်းပြောပေးချင်တာပါ okay မိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ရဲ့စိတ်ပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာတွေကိုတနေရာကနေပံ့ပိုးပေးတဲ့ကက်နဲ့စာအုပ် accessory လေးတွေကိုတနေရာနဲ့ထားပေးတဲ့ချူရနာအောင်လုပ်ငန်းစုပဲဖြစ်ပါတယ်ဆိုတာလေးကိုပြောကြရင်အခုလိုထက်ခါအားပေးသွားရတဲ့လေကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာအများကြီးပြန်ဆုံတွေ့ပါမယ်မိတ်ဆွေတို့ကတော့ဗာလေးတွေလိုချင်လဲဗာလေးတွေရချင်လဲဒါလေးတွေကကတ်စာ comment box မှာရေးထားပေးလို့ရပါတယ်เนาะ bye bye နောက်ဗီဒီယိုတွေမှာအများကြီးပြန်ဆုံတွေ့ပါမယ်